တချိန်တော့မြန်မာပြည်မှာလူတွေရန်စောကြတဲ့စူစီဆိုတဲ့ဂိမ်းကဘာကြောင့်မို့လို့ခုချိန်မှာလူစောနေတော့ရတာလဲကိုလူတို့အနေနဲ့စူစီဆိုတဲ့ဂိမ်းကိုသိကြမယ်လို့ထင်ပါတယ်တချိန်က Android ပေါ်မှာရော iOS ပေါ်မှာပါလူစောအများဆုံး mobile game ထဲမှာနံပါတ်1နေရာရထားတဲ့ COC ကအခုချိန်မှာလူစောနေတော့ရတဲ့အကြောင်းကိုခုလူတို့သိချင်ကြမယ်ထင်ပါတယ်အဲ့ဒီအကြောင်းတွေကိုမပြောခင်မှာ COC ပြပေါ်လာပုံနဲ့အောင်မြင်လာပုံတွေကိုမတိတိတဲ့သူတွေအတွက်ပြပြပေးနိုင်ပါတယ်။ COC game က strategy game မျိုးစားဖြစ်ပြီး2012ခုနှစ်မှာ Super Set Company က Android နဲ့ iOS ပေါ်မှာထုတ်ဝေခဲ့ပါတယ်။နောက်ပြီး2013ခုနှစ်မှာ Google Play Store ကနေတစ်ဆင့်ကနေဒါနိုင်ငံနဲ့ဖရန်နိုင်ငံတို့နဲ့အတူတစ်ကမ္ဘာလုံးကိုဖျက်ဝေခဲ့ပါတယ်။ COC game ရဲ့ကစားရတဲ့ပုံစံကကစားသမားတစ်ယောက်ကပြတိရရဲ့ခေါင်းဆောင်နေရာကနေပြီးတော့ဝေဆွဲရမှာဖြစ်ပြီးအဲ့ဒီကနေတစ်ဆင့်ကိုယ့်ရဲ့ UR ကိုတည်ဆောက်ပြီးအားကောင်းတဲ့တက်ဖွဲ့ကိုတည်ဆောက်ရတာပါနောက်ပြီးကိုယ်ဝရှိရင်လည်းတက်နဲ့တခြားကစားသူတွေရဲ့ UR တွေကိုတက်ခိုက်တာဒါမှမဟုတ်ကိုယ့် UR ကိုကာကွယ်တာပြုလုပ်ရပါတယ်ကိုယ့်ရဲ့တက်အားကြီးဖို့တည်ဆောက်ရမှာလိုအပ်တဲ့ကိုယ်တွေအလီစာတွေကိုတခြားကစားသူတွေရဲ့တက်တွေကိုတက်ခိုက်ပြီးရယူတာနဲ့ကိုတက်မှာရှိတဲ့အရေးမြစ်တွေစီကအပြင်တခြားနေရာတွေမှာလည်းရရှိနိုင်ပါတယ်။နောက်ပြီးကစားတူနဲ့တူရဲ့အတင်းသားတွေတူတူကလန်ဝါကိုတိုက်ခိုက်လို့ရပါတယ်။ကလန်ဝါဆိုတာကိုကလန်တွေကလူတွေနဲ့တူတူတိုက်ရတာဖြစ်ပြီးကလန်တစ်ခုမှာတက်ပေါင်း90ထိဆက်တာပါ။ဝါတိုက်တဲ့အခါမှာမိမိတို့ကလန်နဲ့တခြားကလန်တစ်ခုက random map ခေါ်ကြပန်းတိုက်ရတာနဲ့ manual stat ခေါ်ကိုတိုက်ရင်တဲ့ကလန်ကိုခေါ်ပြီးတိုက်ရတဲ့တိုက်နှမျိုးရှိပါတယ်။ကလန်ဝါကိုနိုင်ဖို့ကတက်မှတ်ထားတဲ့အချိန်တွင်းမှာအမြင့်ဆုံးအမှတ်ရဖို့ကိုကြိုးစားရတာပါ။ကလန်ဝါတိုက်ပုံကတော့ယူရှင်းပါတယ်။ဝါရှာပြီးတရက်အတွင်းမှာကိုယ့်ရဲ့တက်တွေပြင်ဆင်ပြီးကိုပိတ်ကို defense ရဖန်တီးပြီးအကွက်ဓာတ်တွေကို donate through တွေထည့်ပေးရပါတယ်။ဝါတိုက်တဲ့ရက်မှာတက်တစ်ခုကနှစ်ကြိမ်တိုက်ခွင့်ရှိပြီးတယောက်ချင်းစီကတခြားကလန်တွေကလူတွေကိုတိုက်ခိုက်ပြီးအများဆုံးတပွဲမှာ3 star ရရှိနိုင်ပါတယ်။ star များတဲ့ကလန်ကအနိုင်ရရှိမှာဖြစ်ပြီးတေချာပြင်ဆင်ပြီး strategy ချတတ်တဲ့အဖွဲ့ကအနိုင်ရရှိဖို့အခွင့်အလမ်းများပါတယ်။ဝါတိုက်ပြီးရလာမယ့် reward တွေကတော့ဝါလူတွေနဲ့ကလန် AP တွေကိုရရှိမှာပါ။ COC မှာကကိုအလီစာတက်လီစာကျန်တဲ့မတူညီတဲ့တူရိုင်း3မျိုးအပြင် shine star go နဲ့တခြားသောအရာတွေပါရှိပါတယ် go နဲ့အလီစာကိုတော့ကာကွယ်ရေးအရေးမြင့်စုဆောင်ဖို့လိုအပ်တဲ့အဆောက်အုံတွေကိုတည်ဆောက်ဖို့နဲ့အဆင့်မြင့်တင်ဖို့အသုံးပြုပါတယ်အလီစာနဲ့တက်လီစာတွေကိုတော့စစ်တပ်ဆိုင်ရာအဆောက်အုံတွေတပ်ဖွဲ့တွေနဲ့သူရဲကောင်းတွေကိုအဆင့်မြင့်တင်ဖို့အတွက်အသုံးပြုရပါတယ်အရင်ကအလီစာနဲ့တက်လီစာတွေကိုတပ်ဖွဲ့ဝင် through တွေထုတ်ဖို့အသုံးပြုခဲ့ပေမဲ့2022ခုနှစ်ဇူလိုင်လကနေပြီးတော့ယနေ့ချိန်ထိ through တွေကိုအခမဲ့ထုတ်လို့ရခဲ့ပါတယ်တတူရိုင်း3ခုကတော့မတူညီတဲ့ hero တွေရဲ့ကရိယာတွေကိုအဆင့်မြင့်တင်ဖို့အသုံးပြုရပါတယ်အဲ့ဒီတက်တွေ hero တွေနဲ့အရင်မြင့်စုဆောင်းတဲ့အရာတွေအဆင့်မြင့်တင်ဖို့နဲ့တည်ဆောက်ဖို့အလုပ်သမားလေးတွေရှိပြီးကိုစောက်မဲ့အဆောက်အုံရဲ့ကြာညင်ပုံမူတည်ပြီးဆောက်ရပါတယ်တကယ်လို့ကြမဆောက်ရင်လို့မမြန်ပြီးမဲ့ဆိုလဲသူ့မှာပါတဲ့မကြီး item တွေနဲ့ကျန်တွေကိုအသုံးပြုလို့ရပါတယ်တောင်း level 4ရောက်တဲ့အခါမှာ beta veil လို့ခေါ်တဲ့ဒီတက်ရရှိမှာဖြစ်ပြီးအဲ့ဒီမှာလဲတခြားကစားသူတွေရဲ့တက်တွေကိုတိုက်လို့ရတဲ့အပြင်အရင်မြင့်ရှာတာဒါမှမဟုတ်စုဆောင်ပြီးအဆောက်အုံတွေတည်ဆောက်လို့ရပါတယ်တောင်း level 10ရောက်တဲ့အခါမှာကလန်ကပီတယ်ကိုစော့ကစားလို့ရမှာဖြစ်ပြီးကပီတယ်ကိုနဲ့ကပီတယ်ဘေးတင်းတွေကိုတည်ဆောက်လို့ရပါတယ်COC တဲ့ကကလန်ကပီတယ်က2022ခုနှစ်မေလ2ရက်နေ့မှာစတင်ပါလာခဲ့တာပါတောင်း level 7ရောက်တဲ့အခါမှာတော့တက်အလီစာတက်ဖွဲ့နေနဲ့ဘာဘီရီယန်ကင်းကိုရရှိမှာပဲဖြစ်ပါတယ်တောင်း level 9ရောက်တဲ့အခါမှာအာချာကွင်းနဲ့မီလီယန်ပရင်းတို့ကိုရရှိမှာပဲဖြစ်ပါတယ်မီလီယန်ပရင်းက2024နိုဝင်ဘာလတောင်း70 update မှာအတိထည့်သွင်းထားတဲ့ hero တစ်ကောင်ပဲဖြစ်ပါတယ်
Town Level 11မှာ Grand Warden ကိုရရှိမှာဖြစ်ပြီး Town Level 30မှာ Royal Champion နဲ့ Town Hall လိုက် Hero တွေကိုရရှိမှာပဲဖြစ်ပါတယ်2025 update အရာ COC မှာ True နဲ့ Hero တွေရဲ့နောက်ကိုလိုက်တဲ့ Pep တွေအပါအဝင်စုစုပေါင်း84ခုရှိပြီး Spare ကတော့စုစုပေါင်း15ခုထိရှိတာပါနောက်ပြီး CWL လို့ခေါ်တဲ့ Clan Wally လို့ခေါ်တဲ့ကစားနည်းတစ်မျိုးလည်းရှိပါသေးတယ်Clan Wally ဆိုတာကတလမှာတစ်ကြိမ်သာတိုက်လို့ရတယ် Clan အဖွဲ့ဝင်တွေတိုက်ရတဲ့တိုက်ပွဲပဲဖြစ်ပါတယ်CWL မှာအဖွဲ့ဝင်အနည်းဆုံး15ယောက်ကနေအယောက်90ထိတိုက်လို့ရတာပါတိုက်ပွဲကာလက10ရက်ကြာမြင့်မှာဖြစ်ပြီးတက်ကိုတရက်မှာတစ်ကြိမ်သာတိုက်ခွင့်ရှိတာပါတက်မှတ်ထားတဲ့အချိန်ရောက်ပြီးတဲ့အခါမှာမိမိကလန်ရဲ့ star နဲ့အမတ် percentage ပုံမူတည်ပြီးပါတူတာပြီးတာပါ CWL တက်ပြီးတဲ့အခါမှာ lead medal တွေကိုရရှိမှာဖြစ်ပြီးအဲ့ဒီကနေမကြီး item တွေ beta potion တွေ run of goal တွေကိုဝယ်ယူနိုင်ပါတယ်နောက်ပြီး clan game လို့ခေါ်တဲ့ challenge တွေကိုလှုပ်ဆောင်ပြီးပွိုင်းရဖို့ကြိုးစားရတဲ့အရာတစ်ခုလည်းရှိပါတယ်ကလန်ဂင်းရဲ့ရှင်းလန်းတွေကတော့ယူရှိပါတယ်သူပေးထားတဲ့ရှင်းလန်းဘုတ်ကရှင်းလန်းတစ်ခုခုကိုရွေးပြီးနိုင်အောင်လှုပ်ဆောင်ရတာပါတဲ့တစ်ခုကအများဆုံး point 4000ရရှိမှာဖြစ်ပြီးကိုကလန်ရဲ့ point အနေများပုံမူတည်ပြီး viewer တွေကိုရရှိမှာပဲဖြစ်တယ်နောက်ပြီး COC မှာကိုရွာတွေကအစအုံ true နဲ့ spare တွေ hero တွေစတဲ့ upgrade တွေကိုလင်းမြန်အောင်လှုပ်ဆောင်ပေးတဲ့ shortcut tool တွေပါဝင်ပါတယ်အခုလက်ရှိမှာတော့မကြီး item လို့ခေါ်တဲ့ shortcut tool တွေစုစုပေါင်း26ခုထိရှိပြီပဲဖြစ်ပါတယ်မကြီး item တွေကို clan game reward clan wally မတင်နဲ့လဲတာ special event နဲ့ short တွေကကြံနေနဲ့လဲဝယ်ယူရရှိနိုင်ပါတယ် COC တဲ့ကအကြောင်းအရာတချို့ကို TVB ဆိုတော့ COC ရဲ့ development တွေနဲ့ marketing ကိုဘယ်လိုလှုပ်ဆောင်သွားလဲဆိုတာဆက်လိုက်ကြရအောင်ပါပထမဆုံးအနေနဲ့ COC game ကို Supercell Company ကဖန်တီးခဲ့တာဖြစ်ပြီး Supercell ရဲ့တည်ထောင်သူကတော့ Ika Pananan ပဲဖြစ်ပါတယ်။ Supercell Company က COC ရဲ့ပြင်တခြားနာမည်ကြီးတဲ့ Heyday နဲ့ Brawl Stars တို့လိုမျိုး game တွေကိုတည်ထွင်ခဲ့တာပါ။ COC game ကို Ika Pananan က iOS အတွက်2012ခုနှစ်နဲ့ Android အတွက် Google Play Store မှာ2013ခုနှစ်မှာဖြန့်ဝေခဲ့ပြီးဂိမ်းကိုဖန်တီးဖို့6လအချိန်ယူခဲ့ရပါတယ်။ COC ဂိမ်းအောင်မြင်ရခြင်းကသူ့ရဲ့ကောင်းမွန်ပြမြောက်လာတဲ့ marketing strategy တွေရှိနေလို့ပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာ YouTuber တွေ Twitch streamer တွေကိုထောက်ပံ့ကြေးပေးပြီးအဲ့ဒီကနေတစ်ဆင့် COC နဲ့တက်ဆိုင်တဲ့ community content တွေ base building guide နဲ့ attacking strategy တွေကို content ဖန်တီးခိုင်းပြီးစောကစားသူများလာအောင်လုပ်ဆောင်ခဲ့ပါတယ်။နောက်ထပ်မပါမဖြစ် COC ရဲ့ marketing strategy တစ်ခုကတော့2014ခုနှစ်မှာစတင်ထုတ်ဝေခဲ့တဲ့ game ကိုအခြေခံထားတဲ့ Clan Rama လို့ခေါ်တဲ့ cartoon series တစ်ခုကို YouTube မှာထည့်ဝေခဲ့ပါတယ်။အဲ့ဒီ cartoon series တွေကဇာတ်ကောင်တွေကိုတော့ Tura River Entertainment ကနေပြီးတော့ Rope Dread Studio ရဲ့ cartoon တွေနဲ့ဖန်တီးထားပြီးအတန်တယောက်ဆောင်တွေကိုတော့ Don Kenny နဲ့ Charlie Elliot တို့အပြင်တခြားအတန်တယောက်ဆောင်တွေလည်းပါဝင်ပြီးအတန်တယောက်ဆောင်ခဲ့ကြတာပါ2014ခုနှစ်မှာစတင်ဖြန့်ဝေခဲ့တဲ့ Pet Arama လို့ခေါ်တဲ့ cartoon series ကလက်ရှိမှာ season 2ခုထိထွက်ရှိခဲ့ပြီးပဲဖြစ်ပါတယ်2015ခုနှစ်မှာလည်း Cap of Clan River လို့ခေါ်တဲ့ကြုံညာဗီဒီယိုတစ်ခုမှာ DN2 ကနေပြီးတော့ပါဝင်တည်ဆောင်ခဲ့ပြီးကြည့်ရှုမှုအများအပြားရရှိခဲ့ပါတယ်နောက်ပြီး2016ခုနှစ်မှာ Supercell ကတရုတ်ခြေစက်ကမ်ပဏီတစ်ခုဖြစ်တဲ့တန်ဆန့်ရဲ့ဝယ်ယူခြင်းကိုခံခဲ့ရပါတယ်အခုလက်ရှိမှာ COC game က App Store မှာ 4.8 rating နဲ့လူတန်းပေါင်းများစွာက rating တွေပေးခဲ့ကြပြီး Google Play Store မှာလည်း 4.5 rating နဲ့ download မှုတန်းပေါင်း900ကျော်ကိုရရှိခဲ့ပါတယ်နောက်ထပ်ထူးခြားတာတစ်ခုက COC game ရဲ့ gameplay design တွေက PVD upgrade mission နဲ့ PVP multiplayer system ကိုစတူခဲ့ပြီး COC game ထဲမှာတော်တော်များကကြံတွေပတ်စံတွေတုံးပြီးမြင်မြင်ဆန်ပဲကိုယ့်ရဲ့ဘေးကိုတိဆောက်လို့ရတာကြောင့်ပေးသူဝင်ကိန်းလို့တချို့ကထင်ကြီးပေးပြီးခံခဲ့ပါတယ်ဘလို့ပဲဖြစ် COC ရဲ့အောင်မြင်မှုက mobile gaming သမိုင်းထဲမှာအံ့ဩစရာအောင်မြင်မှုတွေရရှိခဲ့တာကိုတော့လက်ခံရပါပါ
COC ကစစထွက်ခြင်း2012ခုနှစ်ဒီဇင်ဘာလကနေ2013ခုနှစ်မေလအထိ Play Store ရဲ့ထိပ်တန်း download top 5 ဝင်ခဲ့ပြီး2013ခုနှစ်မှာ COC က App Store မှာတတိယမြောက်ဝင်ငွေအများဆုံးဖြစ်ခဲ့ပြီး Google Play Store မှာတော့နံပါတ်1ဖြစ်ပါတယ်2014ခုနှစ်ဖေဖော်ဝါရီလမှာ Super Cell အတွက် COC ကနေ့စဉ်ဝင်ငွေဒေါ်လာ6,54,000ကျော်ကိုရှာပေးခဲ့ပါတယ်2015မှာ COC Game ကတရက်မှာဒေါ်လာ1.5 သန်းကိုရရှိခဲ့ပြီး App Store နဲ့ Google Play Store နှစ်ခုလုံးမှာဝင်ငွေကောင်းဆုံးအတစ်ခုဖြစ်လာခဲ့ပါတယ်2017ခုနှစ်မှာ download 1,500ကျော်ကိုရရှိခဲ့ပြီး2020ခုနှစ်မှာဒေါ်လာ6.4 ဘီလီယံကျော်ကိုဝင်ငွေရရှိခဲ့ပါတယ်စိတ်မကောင်းစွာနဲ့ပဲအရင်ကမြန်မာနိုင်ငံမှာအပြင်တခြားနိုင်ငံတွေတော်တော်များဆုတ်ခဲ့ကြတဲ့ COC ဆိုတဲ့ game ကအခုလက်ရှိမှာတော့လူစော်ရန်နေသွားပြီဖြစ်ပြီးအကြောင်းရင်းကတော့ upgrade တိုင်းလို့ခေါ်တဲ့ level 2ခုတင်လို့ဆိုရင်ဆောက်ရတဲ့ကြာချိန်ကအရန်ကြာတာရယ်ပေးသူဝင်ဖြစ်လာတာရယ်ကစားပုံစံမပြောင်းလဲတာရဲ့အကြောင်းယူသွားတာရယ်နဲ့တခြားပြန်ဘက် game တွေဖြစ်တဲ့ PUBG Mobile, Free Fire နဲ့ Mobile Legends လိုမျိုး game တွေပေါ်လာတဲ့ကြောင့်လည်းပါဝင်ပါတယ်ဘယ်လိုပဲဖြစ် COC ကအရင်လိုလူတွေအရင်ကြီးမစောကြတော့ပေမဲ့ရှင်းနေတိုင်တိုင်အောင်မြင်မှုတွေကိုထိန်းထားနိုင်ခဲ့တဲ့ game တစ်ခုပဲဖြစ်ပါတယ်အခုလက်ရှိဒီဗီဒီယိုလေးကိုကြည့်နေတဲ့ကိုလူတို့အနေနဲ့လက်ရှိမှာ COC game ကိုမစောတော့ပေမဲ့အရင်ကစော့ခဲ့တဲ့တတိယစရာ COC နဲ့ပတ်သက်တဲ့ memory တွေကိုကျွန်တော်ဗီဒီယိုရဲ့ comment မှာဝင်ရောက်ရေးသွားလို့ရတယ်လို့ COC ကိုယနေ့ချိန်ထိစော့နေကြတဲ့ကိုလူတို့အနေနဲ့လည်းကိုယ့်ရဲ့လက်ရှိတောင်းအောင် level ကို comment မှာရေးသွားလို့ရပါတယ်အားလုံးပဲကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဗီဒီယိုလေးကို like လေးပေးပြီးကိုယ့်ရဲ့ border တွေစီကို share သွားလို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့